မြမြရဲ့အဖေမှာတပီး9ယောက်ရှိသမီးတွေရဲ့နာမည်ကဝါဝစိမ့်စိမ့်နီနီနဲ့ဖြူဖြူဖြစ်တယ်နောက်ဆုံးတစ်ယောက်နာမည်ကဘာဖြစ်မလဲအဖေကတော့မြမြပေါ့မိခွန်းအစကလေးမှာတင်မြမြရဲ့အဖေလို့ပြောထားပါတယ်မိခွန်းနောက်တစ်ခုကောင်လေးတစ်ယောက်နဲ့ဆရာဝန်တစ်ယောက်ဟာမြစ်ပေးမှာငားများနေကြတယ်အဲ့ဒီကောင်လေးကဆရာဝန်ရဲ့တားအရင်ခောက်ဖြစ်တယ်ဒါပေမဲ့ဘေးကဆရာဝန်ကကောင်လေးရဲ့အဖေမဟုတ်ဘူးဒါဆိုအဲ့ဒီဆရာဝန်ကဘယ်သူလဲအဖြေကတော့အဲ့ဒီဆရာဝန်ကကောင်လေးရဲ့အမေပါမိခွန်းနောက်တစ်ခုတင်မှာမိချစ်ဆန်တစ်ချောင်းပဲရှိတယ်ပြီးတော့တင်ကမောင်မဲနေတဲ့အခန်းတစ်ခန်းထဲမှာပိတ်မိနေတယ်အဲ့ဒီအခန်းထဲမှာစီမီခွက်ရဲ့တည်င်းစာတဆောင်ရဲ့ထင်းတုံးအချို့ရဲ့ရှိကဲတင်တာဆိုရင်အလင်းရောက်ရဖို့အတွက်ဘေးအရာကိုအရင်ဆုံးမီးညိမလဲအများကြီးမစင်စားပါနဲ့မိချစ်ဆန်ကိုပဲမိအရင်ညိပါ